မြေသားချစ်တော်ကျော်ဆောင်ဝင်းဟာဒီနေ့ညမှာကစားခဲ့တဲ့လုံမနီစူပါ5ပွဲစဉ်မှာအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါပြီ။ပြိုင်မဲ့ဖြစ်တဲ့မှွေထိုင်းကစားသမားပကရာချိုင်းကိုပြက်ပြက်သားသားအနိုင်ယူပြီးတော့ဒိုင်ပွဲရက်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒုတိယအချီတစ်နှစ်အကျော်လေးမှာပဲပထမအကြိမ်နော့ဒေါင်းကြောက်အောင်ထိုးနိုင်ခဲ့ပြီးမကြခင်မှာပဲဒုတိယအကြိမ်ထပ်ပြီးတော့ကြောက်အောင်ထိုးနိုင်တဲ့အတွက်ကြောင့်မလို့ဒိုင်ကပွဲကိုရက်ခဲ့ပြီးတော့အလဲထိုးနဲ့ကျော်ဆောင်ဝင်းကိုအနိုင်ပေးခဲ့ခြင်းဖြစ်ပါတယ်